1000ကျပ်နဲ့ data 10GB ဝယ်ကြမယ်โอเคကဲမင်္ဂလာပါတန်ငယ်ချင်းမို့စီတို့ကျွန်တော် Techno Prince YouTube Channel ကလည်းကြိုဆိုလိုက်ပါတယ်โอเคကျွန်တော်ယနေ့တင်ဆက်ပြီးသွားမှာကတော့1000ကျပ်နဲ့ data 10GB အထိဝယ်နည်းလေးပေါ့နော်YouTube Channel မှာ member အသစ်ဆိုရင်ဗီဒီယို like လုပ်ပြီး channel လေးကို subscribe လုပ်ပေးကြပါနော်โอเคတောင်းဆိုပါတယ်1000ကျပ်နဲ့ဘယ်လိုဝယ်ကြမယ်ဆိုတော့ကျွန်တော်တို့ကအောင်ပါလေး online ထီးဝယ်မယ်ဗျာအဲ့ဒါကိုသူတို့က1000ကျပ်နဲ့ဝယ်ရင် MB 1400နဲ့ဘောနဲ့အခု3000 4000လောက်ပေးတယ်နော်အဲ့ဒါကိုကျွန်တော်ဗီဒီယိုနဲ့တကွာ live တခါတည်းရှင်းပြလိုက်မယ်နော်တန်ပါတယ်နော် online ထီးလည်းထွေးရတယ် data လည်းတန်လေးရတယ်โอเคပထမဆင်းနေတဲ့ဖုန်းကိုသွားပြီးတော့ star 11ခွန် hash လို့ရိုက်ချလိုက်မယ် mindtech စင်ကတိုင်းရပါတယ်နော်အဲ့ဒါမမေ့နဲ့ကဲဒီမှာ mindtech ပေးသုံးလို့ရတယ် KBZ ပေးသုံးလို့ရတယ် CB ပေးသုံးလို့ရတယ်နောက်ထပ်ဘာရှိလဲဆိုတော့ကြည့်အောင်ဒီမှာ AirWordy Pay နဲ့ဒါ MPay 1Pay OK ဒေါ်လာကျွန်တော်မြန်မာ mobile money လို့ရိုက်ချလိုက်မယ်ဒါကဘာကိုအတီးပြူတာလဲဆိုတော့ဟိုတကယ်လို့ထီးပေါက်ဝိုင်းရင်ပတ်စံကဘာနဲ့ထုံးမှလဲနောက်ထပ်ကျွန်တော်တို့တီးထားဖို့လိုတာကထီးထိုးလိုက်တယ်ဗျာထီးကဘာကနဲ့ပေါက်မှမသိဘူးအဲ့ဒါစနည်းလေးရတော့တီးလဲဗီဒီယိုအဆုံးမှကျွန်တော်ပြထားပါရဲ့နော်ဗီဒီယိုလေးကိုလုံးဝကြော်မကြည့်ပါနဲ့ဗျမော်တခုခုမှားရရှင်ပြဿနာဖြစ်အောင်မယ်ကဲမိတ်ဆွေတို့တကယ်လို့ mindtech pay သုံးရင် mindtech pay ရနဲ့ဝယ်ရင်လဲဘောနက်တွေရှိပါသေးတယ်နော် mindtech pay ကနေပြီးတော့ဝယ်ရင်လဲရပါတယ်ဒီထီးလေးကိုထီးပေါက်စဉ်ကိုဘယ်လိုကြည့်ရလဲဆိုတာကိုတစ်ချက်လောက်ကြည့်လိုက်မယ်နော်โอเคထီးထိုးပြီးပါပြီထီးပေါက်မျိုးလေးကိုစိတ်ကြည့်လိုက်မယ် sorry star 11ခွန် hash လေးကိုပဲပြန်နောက်ထပ်နှိပ်လိုက်မယ်ဒီမှာပေါ်လာမယ်နော်မိတ်ဆွေတို့ခဏစောင့်မိလိုက်ပါโอเคဒီမှာထီးပေါက်စဉ်ဆိုတဲ့နံပါတ်6လေးတွေ့ရမလား6လေးကိုတစ်ချက်နှိပ်ပြလိုက်မယ်โอเคဒီထဲမှာနှစ်ခုရှိပါတယ်ထီးပေါက်စဉ်နဲ့နံပါတ်5ကထီးစုငွေနှစ်ခုရှိပါတယ်နော်မိတ်ဆွေတို့ကျွန်တော်တို့အခုကြည့်မှာကတော့ထီးပေါက်စဉ်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်โอเคဒီမှာ system ပို့ပေးပါပြီတဲ့ဒီမှာ SMS ကိုခဏစောင့်ကြည့်လိုက်မယ်နော်โอเค second နဲ့စောင့်ကြည့်လိုက်မယ်ဒီမှာအောင်ပါလေးလာပြီနော် second ဟို SMS လာပြီโอเคဒီမှာပေါ်လာပြီအောင်ပါလေးစတဲ့ချိန်မြောက်ဒီမှာပေါ်လာပြီနော် JP ရ9နှစ်ခွန်ရှစ်တဲ့ဒီမှာတိန်း100ပေါက်တဲ့လူ1ယောက်